နေရကတကြံသချင်းတွေကြည်ပါပဲလားတကြံကြပြီးတော့မထင်နဲ့ဦးနော်တကြံရောက်ဖို့ကတပတ်လောက်လိုသေးတာကျွန်တော်တို့တကယ်ချင်းတွေလည်းစာမွေးပြီးလို့အားနေကြတာနဲ့စောက်လက်ဆမန်တက်ကိုလိုက်ပြီးလေ့လာနေတာဟဲ့အောင်နေဒီမန်တက်ကမိန်းကလေး2000ခွဲယောက်ျားလေး3000နဲ့ပလိုင်းကြီးကွာမိန်းကလေးများတော့ပူစီအောင်မှုလို့ပေါ့ကွာဟိုအကြီးကြည့်ပါအောင်ကွာတစ်သလုံးနေမှာကြလို့ဟေးပူအိုင်ဒီယာတဲ့ဒါစမ်းတို့မှန်တော့ပဲကွာငါတို့ဒီလာနေမလားမသိသေးဘူးလေကွာလမ်းနဲ့မှတက်တော့မှာပေါ့ကျွန်တော်တယောက်ပဲစကားဝိုင်းနဲ့ဝင်မပြောနိုင်တာပါဟုတ်တယ်လေရန်ကုန်တကြံကိုတကားမှမကြဘူးသေးပဲနေလင်းကဘိုက်စာလို့စိမ့်လမ်းမှာဒုတ်ထိုးစားရအောင်နဲ့ကျွန်တော်ကောက်ကိုရုတ်တရက်ညာဘက်ကွေ့ချလိုက်တယ်အဲ့ဒီမှာပဲဘေးဒုက္ခကောင်မလေးကိုဒုတိယတစ်ချိန်ပြန်ပြီးတွေ့ပါတယ်โอ้စူကုန်ပါပြီဟဲ့ပေးကုန်ပြီ sorry မတော်လို့နော်စိန်လန်းဆိုပြေဥယျာဉ်ရှိမှာထိုးထားတဲ့မန်တက်ကရေစမ်းထားတဲ့နဲ့တူတယ်ဘွားအင်ကြီးဖြစ်နေတာကျွန်တော်လည်းသတိမထားမိလိုက်ဘူးတကယ်ချင်းတွေအကုန်လုံးလည်းပြုံးစစ်နဲ့ကျွန်တော်လည်းစိတ်မထိန်နိုင်တော့ရဲချကြတာပဲသူ့ပုံစံကိုလည်းကြည်အောင်လေးဘောင်းမီတိုနဲ့ကချင်လွယ်ကြီးနဲ့ဂျိုးဘွေးကနောက်မှလွယ်ထားသေးတယ်ပြီးတော့ဘယ်ဘက်လက်မှာကဲတာတစ်လုံးကဆွဲထားပြီးညာဘက်လက်ကရေခဲချောင်းနဲ့ဘွားကြီးလေးဟာမျက်နှာနဲ့တီရှပ်တွေမှာဘွားတွေကိုပေးလို့ပိုးဆိုးတာပေါ့ရဲမိတာကျွန်တော်မှားလာဗျာနင်တို့လဲလုပ်သေးတယ်နော်ဝိုင်းလဲဟားသေးတယ်ငါရဲသွားတိုင်မှာဟာမလုပ်နဲ့လေနေလေးကပြောတာနှွေရလဲဟာမတော်တဆဖြစ်တာ哦တားကြီးကနင်ကလည်းတကြောင်လဲသားတွေပဲ哦ရဲတော့မတိုင်ပါနဲ့ဟာငါအင်ကြီးနဲ့လဲဝတ်ပါလားဘူးဒီကလည်းမင်းကြီးနဲ့တော့ဖြစ်မလားကွာဒီမှာຫນွေဒီကောင်သူတို့မျက်စိတိတ်မမြင်ဘူးကွာအဲ့ဒါဟဲ့ຫນွေကျုံអော်လိုက်တော့မှအားလုံးငြိမ်သွားတယ်ပြီးတော့ကျွန်တော်ကိုတက်ကြည့်ပြီးတူတူပြောတယ်သူကငါ့ကိုအိမ်ပြန်ဖို့ကျွန်တော်တကယ်ချင်းတွေတယောက်မျက်နှာတယောက်ကြည့်ပြီးကားပေါ်ကဆင်းတယ်နေလင်းကဘိုက်စာလို့နေခဲ့မယ်လို့တော့ပြောရှာတယ်ဘူးဒီကမင်းတို့နှစ်ယောက်ကတီးပြီးသားလားလို့ဆိုတဲ့ item တွေလောက်ပြနေတယ်အဲ့ဒီချိန်မှာຫນွေကရှေ့ကမ်းမှာဝင်ထိုင်ပြီးနေပြီကျွန်တော်လည်းဘူးဒီကိုမျက်စိမိတ်ပြပြီးကားကိုကွေ့ထွက်ခဲ့ပါတယ်ຫນွေငါတောင်းပန်ပါတယ်ဟာငါမမြင်လိုက်ဘူးရပါတယ်သူကငါကျေးဇူးရှင်ပဲခွင့်လွှတ်ရမှာပေါ့နင်ကဘလို့လုပ်ပြီးလွယ်ကြီးနှလုံးနဲ့ဖြစ်နေတာလေဟုတ်ဘူးလေဂျိုးဘွေးကငါဟာလွယ်ကဖြူဖွေးဥစ္စာဖြူဖွေးကသူပဲနဲ့လစ်သွားပြီကဒါຫນွေတီးတာပေါ့ဟုတ်လားဟုတ်ဘူးလေတကယ်ရင်တယောက်ဖဲရှုံးလို့ပတ်စံ9000လာချီးရနဲ့စိတ်ချရအောင်သူကဒါယူထားလိုက်တာသူကပြောတကြံကြရင်ဘာလုပ်မှာလဲမန်တက်ထိုင်မှာပေါ့နေလင်းတို့ထိုင်တဲ့နေရာမှာပဲထိုင်မှာဘယ်မှာလဲတော့မသိသေးဘူးຫນွေရောရိတ်တာဝင်မှာဟိုက်ရှာပါရိတ်တာဝင်မယ်ဆိုပါလားအာကကလေးမလေးနောက်ပြီးတော့ရိတ်တာဝင်မယ်အကြောင်းကိုလည်းပြောပြတယ်လာလို့တော့မရဘူးနော်တဲ့